老师也不话哈，把路路下来说，的山水多路下，这就路下表哎，老师我路说啊，每个的呀，干说啊，怎么比的？我不路不话我撇单呀么说，都要送撇比的。ဒီစကားဟာလုံးဝမားတယ်လို့လည်း老师တို့ပြောလို့မရအောင်ဒါပေမဲ့လုံးဝမှန်တယ်လို့ပြောလို့မရအောင်လူတယောက်မှနေလို့ကြုံဘူးလားမသိတခါတလေနေအရန်ကိုကန်ဆိုးရဲ့အရန်ကိုကန်ဆိုးရဲ့အချိန်မှာဒါဟာသူသတ်မှတ်ထားရဲ့ထင်တာပဲဒါဟာ老师တို့မမြင်တဲ့အပိုင်းလေးတွေပေါ့နော်သူကန်ဆိုးရဲ့ဒါပေမဲ့ကန်ဆိုးချင်းဟာ老师တို့ဘယ်လိုကန်ကောင်းအောင်လုပ်မလဲလုပ်လို့ရလားမရလားဒါဟာ老师တို့သိစရာလေးပဲအဲ့တော့အမှန်တကယ်ကန်ဆိုတာ老师တို့ပြောင်းလဲလို့ရတယ်老师2018တုန်းကခုနှစ်က老师ရကန်ဆိုးဆုံးပဲ老师ပြောရင်အရန်ကိုဘဝရဲ့အောက်ခြေမှာရောက်ခဲ့တဲ့လို့ခံစားမိရဲ့အဲ့အချိန်မှာ post လေးတစ်ခုတင်လိုက်တယ်ကံကကုံသွားပြီလား老师ရေးလိုက်တယ်ပေါ့နော်ကိုကံကကုံသွားပြီလားဖះတခင်ကနေကံကိုကုံသွားပြီလို့တတ်မှတ်လိုက်လို့ရှိရင်ကနေဘယ်လိုပြောင်းမလဲအဲ့ချိန်မှာ老师တွေးရပေါ့တွေးပြီးတော့老师အဖြေလေးတစ်ခုကပါလဲဆိုတော့ okay ငို့ကိုအဲ့လိုလေးလာစမ်းနေဆိုတော့ကိုဖာကိုစူးစားပြီးတော့မြုပ်နေတဲ့ရွှွန့်ပွက်လာအဲ့ကနေခုံထွက်ဖို့အတွက်老师စူးစားရမယ်လို့老师တွေးမိလိုက်တယ်老师တို့ရဲ့ဘဝကဒီလိုဘဝပဲရှင်နိုင်ရမယ်ဆိုတော့မဟုတ်ပြောင်းလဲနိုင်တယ်ပြောင်းလဲဖို့အတွက်ကအတိကအရင်ဦးဆုံးဘာလို့ရမလဲဆိုတော့老师တို့ design ကိုဖာကိုဆွဲဖို့လိုအပ်တယ် First step